ကောင်စင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသို့အနာဂတ်မှာ MYANMAR ရေကောင်များရဲ့မိမွေးစကားရှင်မစင်သိမ်းတာဘူကောင်ဖက်ကပွင့်ဒီရဲ့ဖေရှောင်းမမဲဘူးဟေးရေကောင်တော့တော်တော်လုံးပဲစာဒီတွေစာဒီမှာဟေးဟေးရကြဆိုတော့မြမတွေဆွဲမလျှော်နဲ့ဟေးပထမဆူလက်အရာယူပဲတော့အိမ်မကိုတော့တဲ့ပြလို့ MYANMAR မြန်မာတဲ့ဟေးမြတ်တမ်းညွတ်တဲ့နိုင်ငံတကာမှာအောင်မြင်ဖို့တွတ်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား